3ပတ်လောက်နဲ့3နှစ်ခံပြီး10နှစ်နှုတ်ပြခြင်းတဲ့လူတွေရှိကြလားမင်္ဂလာပါဒေါက်တာကိတ်ပါ Cherry K ရဲ့ Professional Aesthetic Doctor တယောက်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Biostimulator Treatment ဆိုတာဘာလဲဆိုရင်တော့မိမိရဲ့ခန္ဓာကိုယ်မှာရှိတဲ့ collagen ကိုတဘာဝကျထွက်လာအောင်လှုံ့ဆော်ပေးတဲ့ကုသမှုတစ်ခုပါ Biostimulator တွေကဘာလို့အဲ့လောက်တော့နာမည်ကြီးနေရလဲဆိုလို့ရှိရင်တော့သူကအဓိကအဖြစ် effect 3မျိုးကိုတပြိုင်တည်းပေးလို့ပါကျိုးထိုးတယ်လို့မျိုး lifting effect ကိုလည်းရစေတယ်ဒါအပြင်skin မှာရှိတဲ့ texture ပေါ့နော် skin ညိုတာမဲတာအမဲဆက်ထွက်တာချွေးပေါက်ကျဲတာတွေအတွက်ကိုလည်း anti wrinkle effect ကိုလည်းရစေပါတယ်ဒါ skin booster ရဲ့ effect တို့မျိုးပေါ့နော်နောက်တစ်ခုကသူက volumizing effect လည်းရပါတယ်သူကတော့ filler ရဲ့ effect လိုမျိုးပေါ့နော် biostimulator ကိုထိုးခြင်းအပြင်ကျိုးရဲ့ effect filler ရဲ့ effect skin booster ရဲ့ effect သုံးမျိုးလုံးကိုတပြိုင်တည်းရစေတာဖြစ်ပါတယ် biostimulator ကဘယ်လိုအလုပ်လုပ်ကြလဲဆိုလို့ရှိရင်တော့သူကskin မှာပေါ့နော်မျက်နှာကိုထိုးသွင်းလိုက်လို့ရှိရင် skin နဲ့ကိုသူကထည့်လိုက်တာနဲ့မျက်နှာမှာရှိတဲ့ collagen ပေါ့မိမိရဲ့ခန္ဓာကိုယ်မှာရှိပြီးသား collagen ကိုသွားလှုံ့ဆော်ပြီးတယ်လှုံ့ဆော်ရတဲ့ကြောင့်မို့လို့မိမိရဲ့ခန္ဓာကိုယ်ကထွက်တဲ့ collagen ဖြစ်တဲ့ကြောင့်မို့လို့သူကတဘာဝကျနဲ့မျက်နှာနုနုဖက်လေးနဲ့တင်းတင်းရင်းရင်းလေး effect ကိုရတာပေါ့နော်လူတွေကတဘာဝဆန္ဒမျိုးကပို့ပြီးတော့ကြည်ကောင်းတယ်ပို့ပြီးတော့လည်းလှတယ်ပို့ပြီးတော့လည်းဘယ်လိုပြောမလဲကြည့်လိုက်တဲ့အချိန်မှာလှုပ်ထားတာမျိုးမဟုတ်တဲ့ဒါ result မျိုးကိုရစေတယ်ပေါ့နော်တဘာဝကျပင်တင်တင်းရင်းနဲ့ effect ဖြစ်တဲ့အတွက်ကြောင့်မို့လို့တဘာဝ process တစ်ခုကိုတော့စောင့်ရပါမယ်မိမိရဲ့ခန္ဓာကိုယ်ရဲ့ဒါ collagen လှုံ့ဆော်မှုပေါ်မူတည်ပြီးတော့3ပတ်4ပတ်5ပတ်လောက်ကနေပြီးတော့လပိုင်းအထိပေါ့နော်1လ2လ3လ4လလောက်ထိကိုသူကဖြည်းဖြည်းချင်းနဲ့ collagen တွေထွက်နေမယ်ဖြည်းဖြည်းချင်းနဲ့ပိုပြီးတော့လဲနုပြိုလာမယ်တင်းလာတဲ့ effect ကိုခံစားရမှာပါ3လ4လ5လ6လအထိကိုသူကဖြည်းဖြည်းချင်းထွက်နေတာဖြစ်ပါတယ်အဲ့တော့ကြောင့်မို့လို့သူ့ရဲ့ကြာရှည်ခံမှုဟာဆိုရင်လည်းနှစ်နဲ့ချီကြာရှည်ခံပါတယ်တချို့ biostimulator တွေမှာသူ့မှာပါဝင်တဲ့ဒါဒီ particles ပေါ့နော် ingredient ပေါ်မူတည်ပြီးတော့တချို့ biostimulator တွေဆိုလို့ရှိရင်တစ်နှစ်ခွဲလောက်တိခံတယ်လို့နောက် biostimulator တွေဆိုလို့ရှိရင်လည်းသူတို့ဆိုရင်3နှစ်လောက်တိခံတဲ့ biostimulator တွေရှိပါတယ်အထဲမှာပါတဲ့ ingredient ပေါ်မူတည်ပြီးတော့ကြာရှည်ခံမှုကကွာခြားခြင်းဖြစ်ပါတယ်ဒါဆိုရင်တော့ biostimulator တွေကိုဘယ်လိုရွေးချယ်ကြမလဲဆိုလို့ရှိရင်တော့အဓိကအားဖြင့်အထဲမှာပါဝင်တဲ့ ingredient ပေါ်မူတည်ပြီးရွေးချယ်ပေးရမှာဖြစ်ပါတယ်။ဒေါက်တာတို့ Cherry K မှာဆိုရင်တော့လူကြိုက်များတဲ့ biostimulator ကတော့ Rejuvelar ဆိုပြီးရှိပါတယ်။သူကဘာအတွက်ကောင်းလဲဆိုလို့ရှိရင် PDO ပေါင်းတာ300 mg ပါတယ်။အဲ့အတွက်ကြောင့်မို့လို့မျက်နှာမှာကျိုးအသေးလေးတွေ3000ကျော်ထိုးတာနဲ့ညီမျှတာဖြစ်တယ်။ skin ကလည်း collagen thread တွေအများကြီးထိုးတဲ့ effect ပေါ့နော်။ဒေါက်တာခုနပြောခဲ့သလိုပဲ3မျိုး effect ပေါ့နော် collagen ကျိုးတွေရဲ့ပင့်တင်တဲ့ effect တင်းရင်းတဲ့ effect အဲ့ဒါကိုရတယ်နောက်တစ်ခုကကျတော့ skin booster ရဲ့ effect ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါ wrinkle သေးလေးတွေချွေးပေါက်ကျဲတာလေးတွေအမဲဆက်ဒါတွေတက်တာမယ်နောက်တစ်ခုကတော့ volume effect ပေါ့နော်မျက်နှာမှာရှိတဲ့ဒါကျနေတဲ့ volume ကျနေတဲ့အစိတ်ပိုင်းလေးတွေ volume ကိုမြင့်တက်စေတဲ့အထူးသဖြင့် smile line တို့ဒါတို့နှထင်တို့အဲ့လိုနေရာလေးတွေ volume ကိုလည်းဒါမြင့်တက်စေရပေါ့နော်အဲ့3မျိုး effect ကိုရစေတာဖြစ်ပါတယ်ဒါဆိုရင်ဒေါက်တာဗီဒီယိုအစမှာပြောခဲ့သလိုပဲ3လအချိန်ပေးုံနဲ့3နှစ်ခံပြီး10နှစ်နှုတ်ပြဖို့အတွက်ကကြတော့ဘယ်လိုလုပ်မှာလဲအဲ့ဒါဆိုလို့ရှိရင်တော့ဒါ treatment recommended treatment dose ကိုထိုးပေးရမှာဖြစ်ပါတယ်လွယ်လေးမှတ်ရမယ်ဆိုလို့ရှိရင်တော့အသက်နဲ့ပဲမှတ်လိုက်ကြမယ်ပေါ့နော်20နဲ့30ကြာဆိုလို့ရှိရင်တော့ဒေါက်တာတို့2ကြိမ်ထိုးပေးရမယ်2ကြိမ်ပေါ့နော်30နဲ့40ကြာဆိုလို့ရှိရင်တော့3 vial လောက်ကိုထိုးပေးရမယ်ပေါ့4လတစ်ခါပေါ့သူတို့ဒါ recommended လုပ်ထားတာကတော့4လတစ်ချိန်ကို3ချိန်လောက်တော့ထိုးပြရမယ်เนาะအသက်40ထက်ဆိုလို့ရှိရင်တော့သူက4 time လောက်ထိလိုနိုင်တယ်ဒါပေမဲ့ဒေါက်တာတို့လက်ရှိထိုးနေတဲ့အတွေ့အကြုံရတော့ဒါ2ခါလောက်ပေါ့နော်4လကို2ခါလောက်ထိုးရင်တော့မှသူ့ရဲ့ result ကောင်းကိုရတယ်ပေါ့နော်တခြားနိုင်ငံအနေနဲ့တခြားဒီ advanced ဖြစ်တဲ့နိုင်ငံတွေကတော့သူတို့ကအခုလိုပေါ့နော် recommended dose တိုင်းထိုးလို့ရှိရင်ပို့ပြီးတဘာဝဆန်တယ်ပို့ပြီးတော့ကြာခံတယ်ပို့ပြီးတင်းရင်ပင့်တင်ပြီးတော့နုပြိုတဲ့ effect မျိုးကိုလည်းရတာကိုတွေ့ရပါတယ်အခုဆိုလို့ရှိရင်တော့ Rejuvelar biostimulator treatment အကြောင်းကိုတည်သွားကြပြီးတော့ယူဆပါတယ်3လအချိန်ပေးုံနဲ့3နှစ်ခံပြီး10နှစ်နုပြိုစေတဲ့ biostimulator treatment ကိုလုပ်ချင်နေဆိုရင်တော့ Rejuvelar biostimulator treatment ကိုလာရောက်ကုသမှုခံယူပါလို့ဒါကဖိတ်ခေါ်ချင်ပါတယ် treatment တွေပုံမကြာခံပြီးတဘာဝဆန်မှုအတွက်ဆိုလို့ရှိရင်တော့treatment တွေကို recommended dosage အတိုင်းပေါ့နော်အနည်းဆုံး2ကြိမ်3ကြိမ်လောက်ကိုတော့ထိုးပေးဖို့ကိုဒေါက်တာက recommend လုပ်ချင်ပါတယ်အားလုံးပဲတဘာဝကြနုပြိုလှပတင်းရင်ပြီးတော့10နှစ်နုပြိုတဲ့ skin တွေကိုအလှအပတွေကိုပိုင်ဆိုင်နိုင်ကြပါသလိုဒေါက်တာကဆူတောင်းပေးလိုက်ပါတယ်ရှင်
နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်နော်ကျေးဇူးတင်ပါတယ်